ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်အပတ်စဉ်တောက်ကြနေ့မှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့နမိတ်တဲတော်နမိတ်လေးကဓာငါးလက်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေဟာဒီကလာမှာအတိတ်ကာလဆိုတာမဝေးသေးခဲ့တဲ့အတိတ်ကာလကိုပြန်ပြီးတော့တွေးရမှာဖြစ်ပါတယ်ဆင်ခြင်ရမှာဖြစ်ပါတယ်သုံးသပ်ရမှာဖြစ်ပါတယ်အတိတ်ကာလတုန်းကဘာတွေလုပ်ခဲ့လဲလွန်ခဲ့တဲ့1လ2လ3 4 5လအတော်အတွင်းမှာကိုကဘာတွေလုပ်ခဲ့လဲကောင်းတာတွေလုပ်ခဲ့တယ်ဆိုရင်ဒီကာလမှာကောင်းတာတွေဖြစ်လာဖို့ရှိပါတယ်အတိတ်ကာလတုန်းကဇွဲလုံးလဝရိယနဲ့ကိုကအပတ်တကုတ်စူးစမ်းအားထုတ်ခဲ့တဲ့သူတွေဟာဒီကာလမှာအောင်မြင်မှုတွေရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အတိတ်ကာလတုန်းကအခက်အခဲတွေရင်ဆိုင်ရတယ်အနှောက်အယှက်တွေအတားအဆီးတွေနော်ကိုယ်ကိုယ်တိုင်ကလည်းအတိုက်ခံတွေများစွာနဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်ကာလမျိုးတွေဆိုရင်တော့ဒီကာလတွေမှာအဲ့ဒီအတိတ်ကာလတုန်းကမပြီးပြတ်သေးတဲ့ရန်ကျွင်းရန်စားတွေအတိုက်ခံအဟောင်းတွေအဲ့ဒါတွေကတကြော့ပြန်လဲပြီးတော့ပေါ်ပေါက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ခြေရင်အိမ်ခေါင်းရင်အနေနဲ့ရန်ဖြစ်တတ်တယ်ခက်ခဲတွေကြုံတတ်တယ်တယောက်နဲ့တယောက်အထင်မြင်လွဲမှားပြီးတော့စကားများရတာမျိုးတွေကြုံရတတ်ပါတယ်အဲ့ဒါတွေကပြီးသွားပြီကိုယ်လည်းစိတ်ထဲမှာပြီးသွားပြီလို့သဘောထားတာဒါပေမဲ့မပြီးနိုင်သေးဘူးတကြောပြန်ပြီးတော့ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ပြန်ပြီးတော့တယောက်နဲ့တယောက်အဖို့အထစ်ကလေးတွေဖြစ်တာအစင်မပြေဖြစ်တာမျိုးလေးတွေကြုံရတတ်ပါတယ်နောက်စီးပွားရေးနဲ့လုပ်ငန်းဆောင်တာတွေမှာကြတော့တနင်္ဂနွေသားသမီးတွေဟာတဦးတယောက်တည်းအလိုက်တီးတန့်ပြုလုပ်သူဆိုရင်တော့ဘာမှဖြစ်ပါဘူးတချို့ဟာစက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းဆက်လုပ်ငန်းတွေကိုခိုင်ခိုင်မာမာကြီးလုပ်ကိုင်နေကြတာဒီကာလရောက်တဲ့အခါကျတော့ကိုယ်နဲ့စက်တူလုပ်ငန်းလုပ်ကိုင်တဲ့သူတွေရှယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့လူတွေပူးတွဲပေါင်းဆက်လုပ်ကိုင်နေတဲ့သူတွေနဲ့မမျှော်လင့်မဲနဲ့တယောက်နဲ့တယောက်အထင်မြင်လွဲပြီးတော့လမ်းခွဲရတာမျိုးလေးတွေကြုံရတတ်တယ်ရှယ်ယာခွဲရတာမျိုးလေးတွေကြုံရတတ်တယ်အစင်မပြေဖြစ်ပြီးတော့ဒီလူနဲ့ငါနဲ့ဟာရှေ့ဆက်မှာလုံးတင်ပါရဲ့လားကောင်းပါရဲ့လားအဲ့လိုမျိုးအခြေအနေမျိုးတွေကြုံတွေ့ရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်ပါတယ်အလုပ်လျှောက်တဲ့အခါမှာလည်းပဲတနင်္ဂနွေသားသမီးတွေဟာအလုပ်ကိုင်တွေအလုပ်သစ်တွေနေရာထိုင်ခင်းတွေကိုရှာဖွေဖို့အတွက်ဖန်တီးဖို့အတွက်ကြိုးစားအားထုတ်နေတဲ့ကာလမှာဆိုရင်လည်းဘာအခက်အခဲတွေကြုံတတ်လဲဆိုတော့လက်ရှိအလုပ်ဟောင်းမှာပဲဆက်လုပ်ရမလားအဲ့တော့လည်းထင်သလောက်လည်းအဆင်မပြေဘူးပေါ့နော်အလုပ်သစ်ပြောင်းဖို့ကလည်းထင်သလောက်အဆင်မပြေဘူးအလုပ်ဟောင်းနဲ့အလုပ်သစ်နဲ့နှစ်ခုကြားမှာဗျာများရတတ်တဲ့အချိန်ကာလမျိုးတွေကြုံတွေ့ရတတ်ပါတယ်တနင်္ဂနွေသားသမီးတွေကိုအကြံဉာဏ်ပေးချင်တာကတော့ဒီကာလတွေမှာတတ်နိုင်သလောက်ငြိမ်လေးနေတာအကောင်းဆုံးပဲလို့ပြောမယ်ဆိုရင်တော့မှားမယ်ဒီမှာလက်ရှိလုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုအရင်ကြီးမတိုးချဲ့ပဲနဲ့ပုံမှန်အတိုင်းလေးပဲသွားတင်တယ်လက်ရှိအလုပ်ဟောင်းမှာပဲအစင်မပြေပေမဲ့လည်းခိတ္တခဏမှေးပြီးတော့နေထိုင်တင်တယ်ကိုယ်နဲ့တင့်တော်တဲ့ကောင်းမွန်တဲ့အလုပ်ကိုင်တွေနေရာထိုင်ခင်းတွေကိုရှာဖွေတွေးရှိပြီးဆိုမှပဲဒါအလုပ်ပြောင်းတာတို့စွန့်စားစားနဲ့နေရာထိုင်ခင်းပြောင်းရွှေ့တာမျိုးတွေကိုအကောင့်ထဲပေါ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ကိုယ့်အကိုလိုနေနဲ့လည်းပဲရန်လေးတွေပေါ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဘေးလေးတွေပေါ်တတ်တယ်။ဒါလို့ဒီကာလတွေမှာတနင်္ဂနွေသားသမီးတွေအတွက်ဒါဘာသာရေးလုပ်ပေးတာတို့တတ်နိုင်တော့တဲကြီးခံတာတို့ပေါ့နော်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောတော်မူခဲ့တဲ့ခန္ဒီပရမန်တဘောတိတိတ်ခါတိခန္ဓာကအရှုံးပေးတာမဟုတ်ဘူးတိခန္ဓာကမြတ်တာပါအဲ့တော့အလောကိုင်းနေအစင်မပြေရင်လည်းတဲကြီးခံတယ်စီးပွားရေးငွေကြေးနဲ့ပတ်သက်တာတွေအခက်အခဲတွေလောကရန်တရားတွေနဲ့ကြုံတဲ့အခါလည်းတဲကြီးခံတယ်အရာရာတဲကြီးခံတဲ့စိတ်ကလေးနဲ့ဖြတ်တန်းတဲ့အချိန်ကာလလို့ပြောချင်တာဖြစ်ပါတယ်နော်ဒါတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီကလာရဲ့ကံသာတာမျိုးဖြစ်တဲ့အိမ်နွေးအိမ်အောင်ရေးတွေဆွေမျိုးသားချင်းတွေအဖက်ဖက်ကနေပြီးတော့တယောက်နဲ့တယောက်အတိုက်ခံလေးတွေအနှောက်အယှက်ကလေးတွေကြုံတတ်တယ်အဲ့ဒါလေးတွေလည်းနည်းနည်းသတိထားဖို့လိုအပ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့အယောင်လေးတွေကတော့
ဝါရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်အဲ့တော့ထီတော်တာဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်9ကနန်း4ကနန်းပါတဲ့ထီနံပါတ်လေးတွေကိုထိုးသင်ပါတယ်နောက်တစ်ခုကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမြေပဲလှော်မြေပဲကိုလှော်ထားတာပေါ့နော်အဲ့ဒါကိုကတ်လူပူဇော်ပြီးတော့ဆူတောင်းပါတနင်္ဂနွေသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံသာတာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသွားစေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများအားလုံးမင်္ဂလာပါနော်တနင်္လာသားသမီးများအတွက်အပတ်စဉ်တောက်ကြနေညနေမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေတော့နမိတ်ကံကြမ္မာဖတ်ကြားပေးတာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်ကြားတဲ့တေတော့နမိတ်ကတော့ King of Cups ခွက်ဘရင်ဆိုတဲ့တင်္ဂီတာနမိတ်ဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုရင်တော့ဘရင်ကပ်ပေါ့နော်ဘရင်ကပ်ဘရင်တေတော့ကပ်ဘရင်တေတော့ကပ်ဆိုရင်တော့အင်မတန်မှကောင်းပါတယ်ဩဇာအနာကြီးမားခြင်းတို့ယာဓုကြီးမားခြင်းတို့နော်စိတ်တိုင်းကြကံကြမ္မာတွေကိုဖန်တီးနိုင်တဲ့ကံကြမ္မာနမိတ်ပါဒါတနင်္လာသားသမီးတွေရဲ့စီးပွားရေးနဲ့အလုပ်အကိုင်းအင်မတန်မှကောင်းပါတယ်အလုပ်မှာယာဓုတိုးခြင်းတွေနောက်လစာတိုးခြင်းတွေနေရာကောင်းရာခြင်းတွေကြုံရတတ်ပါတယ်အထက်လူကြီးအကြီးအကဲတွေရဲ့ကုညီမဆမှုကိုလည်းအပြည့်အဝစိတ်တိုင်းကြရနိုင်တဲ့ကံသာတာမျိုးရှိပါတယ်ဒီချိန်မှာကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာလိုလိုနေနဲ့တိုးတက်ကောင်းမွန်လာမဲ့အချိန်ကာလမျိုးလည်းဖြစ်ပါတယ်အလုပ်ရှောင်ရင်လွယ်လွယ်ကူကူနဲ့ရတတ်ပါတယ်ဒီကတ်ကဒီတဲတော့ကတ်ကအဓိကအဖြစ်တော့ကုံတယ်တွေကိုညွှန်ပြတဲ့တဲတော့ကတ်ဖြစ်ပါတယ်ဒါကြောင့်တင်းလာသားသမီးတွေထဲမှာကုံရောင်းကုံဝယ်လုပ်ငန်းတွေကုံတယ်လုပ်ငန်းတွေကိုလုပ်ကင်ဆောင်ရွက်နေတဲ့တနင်္လာသားသမီးတွေဆိုအတွက်ဆိုရင်တော့ဒီကာလတွေမှာအချိန်တိုအတွင်းမှာအမြတ်ဆုံးနေရမယ်အယောင်းဝယ်တွေဖြစ်ထွန်းမယ်စိတ်တိုင်းကြကောင်းမယ်နော်ငွေကြေးဥစ္စာဒနာပစ္စည်းတွေပေါ်ပေါ်များများကြွယ်ကြွယ်ဝဝဖြစ်နိုင်မဲ့ကံကြမ္မာအခွင့်အရေးခွင့်လန်းတွေကောင်းမွန်စွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဆွေမျိုးသားချင်းတွေကိုကူညီနိုင်မယ်ပေးကမ်းနိုင်မယ်ထောက်ပံ့နိုင်ဆွေမျိုးသားချင်းတွေတန်းလည်းအကူအညီကောင်းတွေကိုလွယ်လွယ်ကူကူနဲ့ရနိုင်တဲ့အချိန်ကာလမျိုးဖြစ်တယ်။နောက်လူမှုရေးဆိုရင်လည်းလူတွေကြားထဲမှာနာမည်ကြီးခြင်းထင်ပေါ်ကျော်ကြားခြင်းဖြစ်မယ်လူချင်းလူခင်တွေများမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ပေါ်ကျွယ်ဝခြင်းဆိုတဲ့ကံကြမ္မာနမိတ်ပါအဲ့တော့တင်းလာသားသမီးတွေအတွက်ကံကောင်းဆုံးဆိုတဲ့အချိန်ကာလကိုတော့ဖြတ်ကျော်ရမယ့်အချိန်ကာလဖြစ်တယ်ရစရာကြီးတဲ့ငွေတွေချောချောမောမောရတတ်တယ်ပေးစရာကြီးတဲ့ငွေတွေလည်းလွယ်လွယ်ကူကူပေးနိုင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကရောက်နေတဲ့တနင်္လာသားသမီးတွေဒီကာလမှာအဆင်ပြေသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ကျမ်းမာရေးဆိုရင်လည်းစိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်မယ်ကျမ်းမာရေးတွေတည်တည်သာသာကောင်းမယ်ယောဂနဲ့စီနဲ့တိုးမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကံကြမ္မာအထူးကောင်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ဘာသာရေးနဲ့ပတ်သက်တာတွေပို့ပြီးတော့လေးလေးနက်နက်လောက်ကင်ပြမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ခြေအိမ်နောက်ရင်းနဲ့ပတ်သက်တဲ့ကံတာရာမှာဆိုရင်လည်းကိုယ်ဆဆရရကူညီပေးနိုင်တဲ့ထောက်ပံ့ပေးနိုင်တဲ့ချစ်သူမြောက်ကိုမှစိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပြည်ပနိုင်ငံခြားတိုင်းပြည်တွေကိုခရီးသွားဖို့အတွက်ကြိုးစားအထောက်နေတဲ့တနင်္လာသားသမီးတွေအတွက်ထူးခြားတဲ့အောင်မြင်မှုကိုရတတ်ပါတယ်အထူးအဖြင့်နိုင်ငံခြားသင်္ဘောတက်ဖို့အတွက်ကြိုးစားအထောက်နေတဲ့တနင်္လာသားသမီးတွေအတွက်အင်မတန်မှကောင်းတဲ့အချိန်ကာလလို့ပြောရမယ်ဖြစ်ပါတယ်အဲ့တော့လုံးရင်ကောင်းမလားမကောင်းလားဆိုရင်လုံးတင်ဒီဘလုပ်ငန်းတွေတိုးချဲ့တင်မလားမတိုးချဲ့တင်မလားဆိုတိုးချဲ့တင်တာပေါ့နော်ဒီကာလမှာဩဇာအာဏာရှိခြင်းဟာအခရာကြပါကိုဘာပြောဖြစ်မဲ့အချိန်ကာလဖြစ်တယ်လက်ညှိုးညွှန်ရာရေဖြစ်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုကလက်ညှိုးကိုညွှန်ဖို့ပဲလိုပါလက်ညှိုးညွှန်မယ်ရေဖြစ်မှာအောင်မြင်တာပေါ့နော်အဲ့တော့စီးပွားရေးတွေတိုးတက်မယ်ငွေကြေးကံတာတာတွေအထူးကောင်းမယ်အမိန်ဩဇာအာဏာတွေကြီးထွားမယ်ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေမှာအမြတ်စွန်းရမယ်အထက်လူကြီးဆရာသမားတွေရဲ့ကိုညီပံ့ပိုးပေးမှုရမယ်လက်အောက်ငယ်သားကောင်းတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါတော့တနင်္လာသားသမီးတွေဒီကာလမှာကျွန်တော်တို့ကြုံတွေ့ရမယ့်ကံကြမ္မာတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့အယောင်ကတော့အစိမ်းရောင်ရဲ့နီညိုရောင်ရဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းကဂိတကြုံတဲ့အခါအစိမ်းရောင်လေးတွေနီညိုရောင်လေးတွေဝတ်ပါဆောင်းပါ
နော်၄ကဏ္ဍ၃ကဏ္ဍကတော့အကျိုးပေးသော lucky ကောင်းတဲ့နံပါတ်လေးဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလက်ဖက်ရည်နဲ့စမှုစားတဲ့ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါတနင်္လာသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအညံ့အခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်